ဒီလို review ကောင်းနေရထားတယ်မင်းထက်ရဲ့တင်နန်းအကြောင်းဟိုမှာအခုတစ်ခါမှပေါ့နော်ဒီလိုမင်းထက်တစ်နှစ်မှတစ်ခါပဲပေးတဲ့အခွင့်အရေးဖြစ်တဲ့6လပိုင်းမှာမင်းတို့ဖွင့်လှစ်တင်ကြားပေးမယ်အတန်းမှာဆိုလို့ရှိရင်မုံမှန်အနေနဲ့10ရက်ကိုပါထပ်ပြီးတော့မင်းတို့ကထည့်သွင်းတင်ကြားပေးတဲ့အထူးခွင့်ရေးအတန်းကိုဖွင့်လှစ်ပေးထားလေးရှိပါတယ်6လပိုင်းအတန်းလေးကမင်းတို့ကကြားလို့ရှိရင်ဒီလိုအထူးခွင့်ရေးပေးတဲ့အခါမှာလူအများကြီးနဲ့မတင်ဘဲနဲ့မင်းတို့ကအနည်းဆုံးပေါ့နော်လူ9ယောက်ဝင်ချင်လောက်ကနေပဲစတင်ပြီးအတန်းလေးပဲဖြစ်ပါတယ်ဒီအတန်းလေးမှာလက်ရှိအပ်မယ်ဆိုလို့ရှိရင်တော့ဒီရက်ပိုင်းမှာမေးမြန်းထားလူရလည်းများနေပြီဆိုတော့မင်းတို့ဒီအတန်းလေးကိုအနှံခွင့်လေးကမင်းတို့ကဒီရက်ပိုင်းလေးမှာပိတ်တော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့6လပိုင်းမှာပုံမှန်တင်နန်းကြီးထက်လည်းဈေးသက်သာတယ်ပုံမှန်ထက်လည်းပိုတဲ့အခွင့်အရေးတွေရမယ်မင်းထက်ရဲ့6လပိုင်းတင်နန်းကိုလက်ရှိမှာအပ်မယ်ဆိုလို့ရှိရင်တော့မိတ်ကက်တီတန်က18သိန်း9000နဲ့တက်ခွင့်ရမှာဖြစ်ပါတယ်ဒါမိတ်ကက်တီတန်တင်တာပုံမှန်ဆိုရင်30လောက်ကြာတဲ့အတောင်အခုလက်ရှိမှာအပ်မယ်ဆိုလို့ရှိရင်တော့18သိန်း9000နဲ့တက်ခွင့်ရမှာဖြစ်ပါတယ်ဒါအပြင်မထတို့ကမိတ်ကက်တင်တဲ့အပ်တဲ့လူတွေအနေနဲ့စတုံးတင်တဲ့မှာထပ်တက်ချင်တယ်ဆိုတော့မထတို့15သိန်းနဲ့စတုံးတင်တဲ့ကို2သိန်းနဲ့ထပ်မှန်ပြီးတက်ရောက်ခွင့်ကိုပေးထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့19သိန်း9000နဲ့မထတို့ကနေပြီးတော့ဒီမိတ်ကက်စတုံးကိုအခြေခံနေအသက်တင်ခွင့်ရမှာဖြစ်ပါတယ်လူကြီးကတော့မထတို့ကနည်းနည်းလေးပဲတင်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့16လပိုင်းမှာမထက်ကဘန်ကောက်မှာလည်းတင်တန်းသွားပြီးတော့ရက်ပိုင်းလေးသွားတက်ဖို့ရှိတယ်ပြန်လာတဲ့အခါမှာလည်းမထတို့ကမုံမှန်တင်တန်းကိုဖွင့်ပေးဖို့ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကို6လပိုင်းတင်နန်းတက်မဲ့လူတွေကမင်းတို့က10ရောက်အောက်ကိုပဲလက်ခံပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်လူနည်းနည်းဟိုမှာထိထိမိမိလည်းတင်ချင်တယ်။ဒါအပြင်မှာပုံမှန်တင်နန်းကြေးထက်ကိုမှပိုတန်တယ်။မင်းတို့ပုံမှန်တင်နန်းကလာတစ်လအပြင်မှာကိုကတစ်လနဲ့တစ်ပတ်10ရက်လောက်ကြာမယ်။တင်နန်း course ကြီးကိုလက်ရှိမှာအပ်မယ်ဆိုရင် make up ကို7တုံးကို19သိန်း9000နဲ့တက်ခွင့်ရမှာဖြစ်ပါတယ်။လူကတော့မထုတ်တတ်မဲ့လူကြီးကမထုတ်ပြည့်တော့မှာဆိုတော့မထုတ်ကဒီ2ယောက်3ယောက်ပဲလက်ခံပြီးတော့မထုတ်ကဒီအခုတင်တန်းလက်ခံတာကိုရက်လိုက်တော့မှာပေါ့နော်ဒါကြောင့်မို့လို့ make up တင်တန်းကိုတက်ဖို့လဲစဉ်းစားနေတယ်ဒီလို review ကောင်းနေတဲ့အတူတင်တန်းတက်ပြီးရဲ့အခါမှာတကယ်ဟိုမှတက်မြောက်သွားတယ်အဆင်ပြေအောင်မြင်သွားတယ်ပေးလိုက်ရတဲ့တင်တန်းချစ်တဲ့ပိုတန်နေဆိုတဲ့တင်တန်းမျိုးကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့မိထက်တို့ရဲ့အခု6လပိုင်းတင်တန်းကလုံးဝတက်ရောက်ဖို့အတွက်ကိုလုံးဝအတန်ဆုံးတန်ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့6လပိုင်းမှာ make up စတုံးတင်တန်းကိုတက်ချင်တယ်အခြေခံနေလည်းတက်ချင်တယ်တေချာလေး business ပိုင်းနေ color theory ပိုင်းနေ foundation ပိုင်းနေ skin ပိုင်းတွေကိုအသေးစိတ်နဲ့တိပြီးတော့တင်တန်းပြီးသွားတယ်အလုပ်တေချာလုပ်ချင်တယ်တင်တန်းတက်ချင်တယ်ဆိုတော့မိထက်တို့ရဲ့ရန်ကုန်မြို့လှည့်နဲ့ဆိုင်ရင်3လမ်းနဲ့ရွာမကျောင်းလမ်းမှာဖွင့်နေထားတဲ့ဒီ6လပိုင်းတရက်နေ့စမဲ့တောင်းအပ်လို့ရပါပြီနာမည်ဖုန်းနံပါတ်ဆန်3သိန်းကနေစသွင်းပြီးအထားလို့ရမှာဖြစ်ပြီးတော့နေရာလာမဲ့လူတွေအတွက်လည်းမိထက်တို့ကတင်တန်းကျောင်းအဆောင်တွေလည်းထားရှိပေးတာဖြစ်တဲ့ကြောင့်မို့နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့ကလည်းဘာမှပူစရာမလိုပါဘူးတင်တန်းကျောင်းအသေးစိတ်သိရှိလို့ပါက4286333ကိုဆက်သွယ်မြဲဆိုးစမ်းမှာလေနောက်ကြားချီတော့တစ္ဆာဖော်ပဲ